ပြောမနေနဲ့နားမထောင်ဘူးပေးဘာလုပ်နေရလဲအဲ့ဒါဗီဒီယိုတကားကြီးနဲ့ဘာလုပ်နေရလဲ ဘယ်ဗီဒီယိုတကားလဲဒါမှန်ကိုလုံးပေါ်မှန်ဟဲ့နော်ဗီဒီယိုကနေပြုတ်ထွက်လာလို့လားအိမ်မှာကိုလုံးပေါ်မှန်ဒါပဲရှိလို့ မသိပါဘူးဘရောရဲ့ဗီဒီယိုတကားကြီးထင်လို့ဘာဖြစ်နေရလဲဒါဘရောမင်းနာဘာဖြစ်နေရလဲ ဟာဖြစ်ရမှာလေစပင်းကကျွတ်တာနဲ့များတယ်ဒီရက်ပိုင်းဘယ်လို ကျွတ်မှာဗောအဲ့ဒီစပင်ကောက်ထားတာလေပြောတယ်ပဲမကောင်းနဲ့အဲ့ဒီစပင်ကိုကောက်ချင်တာနဲတော့နဲတည်းကျွတ်ပါစေ ဟာစပင်းကောက်လာတယ်စပင်းကမကောက်ခင်ကလေးကဖြစ်နေတာပဲဒါပေမဲ့ကျွတ်တာနဲ့ပုံများနေသလားလို့ မစင်ချေစင်လက်တယ်မပေးနဲ့အဲ့ဒါစပင်ကောက်လို့ကျွတ်တာပဲ ပြောတာလည်းနားမထောင်နောက်ပြီးတော့အသားကြီးကလည်းဟိုတချန်လဲထားတာရယ်ပြီးတော့ဘလူးကျိုးမှာလိုက်စားတာရယ်နေဘူးတန်ခံတော့မဲတဲအောင်ရပြီဘလိုမျိုးအသားကြီးပြန်ထိန်းသိမ်းရမလဲမသိတော့ပါဘူး အမလေးလိုလို့လားဘရောရဲ့ဘရောယောက်ျားလေးတွေကအသားကြီးထိမ့်သိမ့်မှုလိုလို့လား ပါလေရုပ်ကြလေးဖြစ်တိုင်းနဲ့နော်အသားကြီးထိန်းသိမ်းမှုမလိုအပ်တော့ဘူးလားနော်လိုအပ်တယ်ရုပ်ကြလေးတယောက်နိုင်နေပုံပြီးတော့လိုအပ်တယ်ဘာလို့လဲဆိုတော့ကျောက်ကမင်းသားလုံးပါလေ မင်းသားဗာမင်းသားလေ မလေး ဖေလူပါလားဘရော မိုင်းပဲကွာပါလို့ရင်ကောင်းမလဲမသိဘူးအသားကြီးထိန်းသိမ်းတဲ့ supplement နဲ့ဘာညာတွေမရှိကြဘူးလားမသိ ဘရောရှာဝယ်တုံးကြည့်ဗောဆိုလဲဘရောရှာဝယ်ဗော အများနဲ့ရှာဝယ်ခိုင်းရနော်အခါတလေများဥကောင်လေးအတွက်နော်ဟိုအသားကြီးဖြည့်ဆော့ပေးဖို့ဟို supplement နဲ့ဘာညာတွေဝယ်ပေးပါလားလို့ မလေးဝယ်ပေးစရာလားမနဲ့မတော့ဒီမှာအင်ဂျီဘိုးနဲ့မွဲနေတဲ့ဟာကိုဘရောမွဲပေးနိုင်မှာဟုတ် မနဲ့စောစီလောရတယ်ဟဲ့ကူလာရတောက်လာအောင်ဟဲ့ အမလေးဘရောဒီနေ့တော့လဲစမ်းတက်ကြွနေရပါလားမနေ့ကလည်းမတူဘူးနော် မနေ့ကတူတာဒီနေ့တူတာတူဦးလေဗျာဒီမှာကြီးတက်ထဲမှာကိုင်းတာဂလူးကိုလာနော်မနေ့ကကျောက်ရဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့နော်ခဏမှတ်မိလားဒီနေ့ကျောက်ကိုပြောတာ ဟုတ်မမိ ပင်ကြွတာတို့နော်သားမဲရတို့အားကြီးထိန်းနေမှုတော့ supplement ကျောက်ဝယ်ခိုင်းတာလေခမငွေပေးဒီမှာကျောက်နော်အသားကြီးထိန်းနေမှုတော့နော်ဒါဝယ်လိုက်ပြီ ဒါပေမဲ့ဘရောယောက်ျားလေးလေလိုပါဘူးအဲ့လောက်ထိ no ယောက်ျားလေးလေးရဒါတွေတောက်တော့မှုလိုအပ်တယ်ဘာလို့လဲဆိုတော့သူကကြတော့ collagen B type 1 glutathione D biotin vitamin C D E တွေအပြည့်ပါဝင်လို့အရေးအကြောင်းတွေကိုလည်းလျှော့ချစေတယ်အသားရည်တွေကိုလည်းဖြူဝင်းကြည်လင်းစေပါတယ်အဓိကနေတောင်တန်ကိုကာကွယ်ပေးတဲ့အမဲဆက်တွေကိုလည်းတိတိတတ်တာပါစေပါတယ်နောက်ပြီးတော့သူကစံသားနဲ့လက်သေးတွေကိုပါကျန်းမာတန်ဆွမ်းစေတယ်ဆိုတော့သူတို့လိုမျိုးခေါင်းပြီးတိုင်းစပင်ကျွတ်နေလူတဲ့အတွက်လုံးဝကွက်တီပဲအဓိကကြတော့အိုမင်းရည်ရော်မှုကိုကာကွယ်စေတာပေါ့နော် FDA ထောက်ခံစာလည်းပြည့်ပြည့်စုံစုံပါတယ်ဆိုတော့လုံးဝဆက်ရရတဲ့ supplement တစ်ခုပါ ဝေါမိုင်းလိုက်လားဘရော ဒါပေမဲ့မှတ်ထားဒီကောင်ကြတော့မနဲ့နိုးလာတယ်တနေ့ကိုတလုံးမဲတိုက်အောင် မလဲတိပါတယ်ရှင်အသက်18နှစ်အထက်မှတောက်ရမယ်ကိုဝန်ဆောင်မိခင်တွေတောက်လို့မရဘူးဆိုတဲ့အချက်တွေရောမပါဘူးလား ဟမ်တော့အချားမရနေတာလားဒါတွေဘယ်လိုတော့သိနေဟမ်ဆရာမမကြီးဖြစ်နေတာလားခင်ဗျာ မလဲမအရင်ကတည်းကအဲ့ဒီဂလူးကိုလာတောက်တယ်လေအခုမှတောက်လက်စားကုန်သွားပြီဆိုတော့ပရော့စီရပဲကတ်တောက်တော့မယ် ဟာကျုပ်မေးတာကြတော့နော်ဟိုစပင်ကျွတ်တာဘယ်လိုကာကွယ်ရမလဲဟိုလက်သေးဟိုကျိုးတာဘယ်လိုကာကွယ်ရမလဲဟမ်ပါးရင်ညဉ့်ညမ်းတာလေအုံမကြီးကမှုဘယ်လိုခိုင်းရမ ဘာမှ လဲ ပြောမနေနဲ့နားမထောင်ဘူးပေး